မင်္ဂလာပါရှင်ဆရာမျိုးထုထက်ရေးသားထားတဲ့အချစ်စာဝါကွယ်စာအုပ်ထဲကအချစ်စာနဲ့ချစ်ကြတဲ့ပုဂ္ဂိုလ်ဖတ်ပြပေးထားပါတယ်မိုးအုံခြင်းမအုံခြင်းကလွမ်းခြင်းတတိယခြင်းနဲ့မဆိုင်ပါဘူးလေနင်းချံဆွဲထင်နေတဲ့ဖြစ်တူမှုတွေကသာကြီးစိုးနေရပေါ့တတိယချစ်ခြင်းတွေရှိန်မြင့်လာတဲ့အခါကြောင်းကြစိတ်တွေကအချိန်မဆိုင်ဝဲဝင်လာတတ်တယ်မဟုတ်လားရေကန်းကျမ်းမှာပျော်ရွှင်အောင်နေထိုင်ပါကွယ်အရှာရတိုင်းဟာဒီပြည့်စုံခြင်းတော့ပဲရှိပါမလဲအိတ်ချင်နဲ့အိတ်ပါစားချင်နဲ့စားပါဒီမျိုးတစ်ခေါ်တေးတက်တဲ့အကျင့်ကိုရှော့တန်စလောက်ရှော့ပါလေမတွေးရဘူးလို့မဆိုလိုပါဘူးနော်တော်ကြငါကြောင့်လူပါချက်ပြဟတ်တာပြက်ွယ်ကုန်မှဖြစ်ကွယ်အပနဲ့နေထိုင်ခြင်းကငကိုတဟဆာတာဖြစ်စီတယ်မဟုတ်လားယွန်းခြေကင်းတဲ့ခင်တိုင်းရီလီမူလီချူးရုံလိုက်ပါဦးနေရာတကာဝင်ပါတယ်လို့တော့အစိုးလိုက်လီနေအောင်ကွယ်ဒီကကောင်ကထိလွယ်ရှာလွယ်တယ်မဟုတ်လားဒီရစိတ်တွေကမင်းမသိအောင်တေချာသိမ့်ထုတ်ထားလေရဲ့ဒီကြီးသက်ရှူနေရခြင်းတွေမှာမင်းကိုရနန်นี่တူတူတိတ်တိတ်မှန်းမိရဘူးအပြစ်လို့ဆိုခြင်းတပတ်စုနေဟောဒီမောင်ကဘာဆိုဘာမှတက်နိုင်မှာမဟုတ်ပြန်ပါဘူးကွယ်ဝေးရပါလွမ်းချလွမ်းတာအရှိန်တွေဒီဂရီတက်လာတဲ့ဂျာဘာရနည်းနည်းကက်ခဲ့ကြောင်ကြစိတ်တွေကြောင့်ဖီယိုဖျဲနဲ့ရုံးသုံးကဖြစ်လို့နေပါရဲ့ရွေးကြည့်တဲ့ပြုံးတွေငန်းနေရင်အေးရေးပြညတာတွေလေးရှည်ပြန်ပေါ့စိတ်แท้ရှိတဲ့လောက်မပျော်ပိုက်တာတော့ကိုယ်တိုင်နဲ့ကိုယ်ကံရှိပါစီပေါ့တတိယစိတ်တွေသာစကားပြောတတ်ရင်လေတူတူတိတ်တိတ်မြင်းရိတ်ထဲလာပြီးမင်းကိုရနံတွေခက်လေးလေးငေးရှူရင်ကောက်ခနေငါပြောလိုက်ချင်တာကအပေါ်မဆိုချင်ပါဘူးကွယ်မင်းကငါစစ်တယ်ရပေါ့တကယ်ယူထူချက်